တည်တန်းစာကိုမရှိတော့တဲ့နောက်အမိုးကောင်းဝင်အောင်မှာတစုံတစ်ယောက်ကိုရှာနေတဲ့ငှက်ကလေးလွမ်းတီးဖွဲ့ဆိုနေချေရသူရဲ့နားဆွင့်ပေးပါတနာလိုပဲဖြစ်ဖြစ်ကြားလိုပဲဖြစ်ဖြစ်ယူရခြင်းတို့နဲ့အလံဝေးအလေးကျပန်းကလေးတွေဟာမျက်နှာငယ်ရှာတယ်လေချေရသူရဲ့မနှင်းမချွေမိပါစေနဲ့လမ်းကြုံလိုပဲဖြစ်ဖြစ်ရနံ့မထုံလိုပဲဖြစ်ဖြစ်တကယ်လို့များနှင်းမုံတွေကြားခေါ်တန်ဝူတဝါကြားတဲ့အခါမှာလေချေရသူရဲ့ခွင့်လွတ်ပြီးချော့မော့မညူစုနဲ့တော့နော်ခါတီးလုံးရင်ပဲဖြစ်ဖြစ်ငါညီလုံးရင်ပဲဖြစ်ဖြစ်ခွင့်မပြုလဲဝိညာဉ်တစ်ခုဟာမင်းသားမှာအမြဲလိုက်ပါနေပါမယ်ချေရသူရဲ့အတူရှိပါရစေကွယ်မိုးတဲတဲမှာပဲဖြစ်ဖြစ်နေဘူးကျဲကျဲမှာပဲဖြစ်ဖြစ်မိကော